တော့ဘေးမှာ 100 သွားတော့ကမှာဖြစ်ပါတယ်ဟောဟာလာဒီခြေတော့အောက်ပေါ်တော့တာကြိုက်ရတယ်ဟိုမှာကျွန်တော်တက်မှာတော့ Robro handle bar grip ပဲဖြစ်ပါတယ်ဒီမှာပါအေးရဟန်းဒီနားမှာဟုတ်ဒီလုံးထိတ်လေးမှာတည်လိုက်မယ်တည်ပြီးသွားရင်အဲ့လိုမျိုးအရင်ဆုံးတက်လာနေတယ်တက်ပြီးသွားရင်တော့မျိုးအခုနဲ့အဲ့ဒီလုံးနဲ့ဖြစ်ရိုက်ခဲ့ရအဲ့လိုနာရိုက်ပြီးမှနာဝင်တာမဟုတ်ဘူးလေအဲ့ဆိုရင်တော့လာပါပြီးဟန်ခွေလေးကိုချက်လို့ပြီးတာအမိုက်ကိုတိုင်းကောင်းပါโอเคဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲကျွန်တော်တို့ 100 တန်နီလာပြရဖြစ်ပါတယ်အားလုံးပဲတက်တာပါ